မြန်မာကမပါဝင်တဲ့နှင်းစီအဖွဲ့သားတွေကိုပြန်လဲစုစည်းပြီးတော့ကျွန်တော်တို့နှင်းစီပွင့်မဲ့နေ့ဆိုတဲ့ဟာတာပြဆက်ကိုကပြဖြောပြဖို့အတွက်ကျွန်တော်စတင်လာခဲ့ပြီလည်းဖြစ်ပါတယ်။ရုပ်အားလုံးပဲမင်္ဂလာပါကိုထွန်း channel ကနေပဲကြိုဆိုပါရစေ။ဟုတ်ကဲ့ကျွန်တော်တို့လာမယ့် match လ10ရက်နေ့ရောက်တဲ့ဆိုရင်တော့ကျွန်တော်တို့နှင်းစီပွင့်မဲ့နေ့ဟာတာပြဆက်ကိုကျွန်တော် director မောင်မျိုးမင်းရင်သွင်းပြကနေပြီးတော့ဦးဆောင်တဲ့နှင်းစီအဖွဲ့သားတွေကပြန်လဲပြီးတော့ကပြတော့မှာဖြစ်ပါတယ်။အဲ့တော့2009ခုနှစ်ကစတင်ပြီးတည်ထောင်ခဲ့တဲ့ဒီနှင်းစီအဖွဲ့ကဆိုရင်တော့ဒရိုက်တာမောင်မျိုးမင်းဦးဆောင်ပြီးတော့ကျွန်တော်လူရှင်တော်တွေအဖြစ်နဲ့ပေါ့နော်ဒါကျွန်တော်နိုင်ငံကျော်မင်းသားတွေဖြစ်ကြတဲ့နေတိုးဒါကျွန်တော်တို့ရဲလေးဒါကျွန်တော်ကြော်ဘူးမင်းမောင်ကွန်းနဲ့ကျွန်တော်မိုးမိုးတို့ကနေစတင်ပြီးတော့ကပြဖြောပြခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာဒါမိုးမိုးကအကြောင်းမျိုးအကြောင်းကျွန်တော်ဒါဒီနှင်းစီအဖွဲ့မှာဆက်လက်ပြီးတော့မကပြနိုင်တော့ဘဲနဲ့မိုးမိုးနေရာမှာကျွန်တော်ဒါဒီထွန်းထွန်းကနေပြီးတော့အစားဝင်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့တောက်လျှောက်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါဆယ်စုနှစ်ဒီတစုကြော်ကြတို့ကပြဖြောပြခဲ့တယ်ဖြောပြခဲ့တဲ့နောက်ပိုင်းမှာဒါကိုဗစ်အထိတို့ကပြဖြောပြခဲ့ပြီးတော့ကိုဗစ်နောက်ပိုင်းမှာလုံးဝဒါဖြောပြနိုင်ခဲ့ခြင်းမရှိတော့တဲ့အခြေအနေမျိုးကနေအခုမှ match လ10ရက်နေ့မှာပြန်လဲပြီးတော့ဖြောပြမှာဖြစ်ပါတယ်အခုဒီ match လ10ရက်နေ့မှာကပြဖြောပြမဲ့လူရှင်တော်ဖွဲ့ထဲမှာတော့ကျွန်တော်တို့ဒါတချို့သောပရိသတ်တွေကတော့ပြောနေကြတယ်ကျွန်တော်ဒါစူးမပါတဲ့နှင်းစီအဖွဲ့ကိုပြန်ကမယ်ဆိုပြီးပြောပါတယ်ဟုတ်ပါတယ်တော့ဘာလဲဆိုတော့ကျွန်တော်ဒါမြမောက်ကုန်းပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူးတော့လက်ရှိမှာဒါကျွန်တော်တို့နိုင်ငံရေးဖြစ်စဉ်တွေအရာကျွန်တော်မြမောက်ကုန်းကကျွန်တော်ဒါမြန်မာနိုင်ငံတွင်းမှာလည်းမရှိသလိုလာရောက်ပြီးတော့ဖြောပြမှာလည်းမဟုတ်ပါဘူးအဲ့တော့အဲ့အတွက်ကိုလည်းဒါနှင်းစီအဖွဲ့သားတွေကသူတို့ရဲ့အကြံ၄ယောက်ဖြစ်တဲ့နေတိုးဒါကျွန်တော်တို့ရဲလေးဒါကျွန်တော်တို့ထွန်းထွန်းကြော်ဘူတို့ကနေပြီးတော့ကပြဖြောပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အာနာသိန်းကိစ္စတွေစတင်ဖြစ်ပေါ်ခဲ့စဉ်တုန်းကကျွန်တော်ဆန္ဒပြတဲ့ထဲမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်တွေဖြစ်ကြတဲ့နေတိုးရဲလေးဒါကျွန်တော်ကြော်ဘူးထွန်းထွန်းတို့ကတော့အခုချိန်မှာဆိုရင်ကျွန်တော်နုပညာလုပ်တွေကိုပြန်လဲလှုပ်ဆောင်နေပြီးတော့ match လ10ရက်နေ့မှာဆိုရင်တော့ကျွန်တော်နှင်းစီပွင့်မဲ့နေ့ဆိုတဲ့ဟာတာပြဆက်ကိုပြန်လဲကပြတော့မှာဖြစ်ပါတယ်ဒီလိုချိန်နေမျိုးမှာပရိသတ်တွေရဲ့စိတ်ဝင်စားမှုရောဘယ်လောက်ထိမြင့်တက်နေမှာလဲဆိုတဲ့ဟာမျိုးကလည်းကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားကြတော့ကောင်းနေရဗျဘာကြောင့်လဲဆိုတော့လက်ရှိအခြေအနေရကျွန်တော်ဇတ်ပင်နေပြန်ပြီးတော့ပေါ်လာတဲ့အနေအထားမျိုးပြီးခဲ့တဲ့ဒါကျွန်တော်အခြေအနေတွေမှာလည်းဒါအောင်စဘူးတို့ဒါကျွန်တော်ပြဿနာတွေတောက်လျှောက်ရှိနေခဲ့တယ်ပြီးတော့ဒါဒီဇတ်ပင်လောကအတွက်ခက်ပြိုင်နေဖြစ်နေပြန်လဲပေါ်ထွန်းလာခဲ့တဲ့စိုင်းရင်မိုးတို့အောင်စဘူးတို့သူရဝင်းထစ်တို့ကျွန်တော်ဒါကောင်းစစ်ပိုင်တို့ဒီလိုမျိုးကောင်းစစ်ဟိန်းတို့ပေါ့နော်ကောင်းစစ်ဟိန်းတို့ဒါဒီလိုမျိုးဒါလူငယ်မင်းသားလေးတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဇတ်ပင်နဲ့ပတ်သက်တဲ့ကျွန်တော်ဒါပွဲတွေရှိုပြန်ပြီးတော့ပေါ်လာကြရလဲဖြစ်ပါတယ်ဒါပြီးခဲ့တဲ့ဒါရက်ပိုင်းတွေတော့ဆိုလဲရွှေများအဖွဲ့ဆိုပြီးတော့ဒါတိုင်ရွန်တို့ဒါကျွန်တော်တို့ဒီထူအောင်တို့ဒါတိန်လင်းဆိုတို့ဒါအစရှိတဲ့ဂျိုကာတို့ပေါ့နော်အစရှိတဲ့ဒါရုပ်ရှင်တရုပ်ဆောင်တွေဟာတာတရုပ်ဆောင်တွေကနေပြီးတော့ရွှေများအငိမ့်အဖွဲ့ဆိုပြီးတော့ကပြဖြောပြခဲ့တာဖြစ်ပါတယ်အဲ့တော့အခုလဲကျွန်တော်တို့အရင်တုန်းကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့နှင်းစီအဖွဲ့ကတော့ဒါမြမောက်ကုန်းပါဝင်ခြင်းမရှိဘဲနဲ့နှင်းစီအဖွဲ့ကိုပြန်လဲဖွဲ့စည်းပြီးတော့နှင်းစီပွင့်မဲ့နေ့ဟာတာပြဆက်ကိုမက်စလာ10ရက်နေ့မှာကပြဖြောပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပရိသတ်တွေကရောဘယ်လိုမျိုးထင်လဲနှင်းစီတကယ်ပွင့်လာမှာလားဆိုတာ comment မှာပြောပြခဲ့ပါကျေးဇူးထူးပဲတင်ရှိပါခင်ဗျာ